ဒီ miss ကိုနိုင်ငံကနေပြီးကိုစားပြီးလိုက်တဲ့အတွက်ကြောင့်မို့လို့ဒီနိုင်ငံအတွက်ဘာတွေဖော်ပြလဲစသဖြင့်တကယ်အနှစ်သာရကိုမတင်မဲနဲ့miss ကဘဲသွားတယ်ဘာလုပ်တယ်စသဖြင့်ခန္ဓာကိုယ်ကောက်ကြောင်းဖို့ရှိစရရွယ်တင်တဲ့ခါကျတော့ဒီမှာပဲမြင်မှာအခုဆိုရင်တော်တော်များဘာလဲဆိုရင်ဒီမင်းကလေးဆိုတော်တော်များဆိုဒါဟို miss ပေါ့ miss တွေဖြစ်ချင်ကြအလှမယ်ဖြစ်ချင်ကြပေါ့အလှမယ်ကိုရင် blame တာမဟုတ်ဘူး miss ဖြစ်လို့ရတယ်ဒါပေမဲ့ဒီ miss တွေကိုပဲအသားပြီးတင်တဲ့အခါမှာဘာပြောက်သွားလဲဆိုတော့တကယ် miss ဖြစ်ရချင်းအနှစ်သာရ miss တယောက်ဆိုတာကတော့သူ miss universe ပဲပြိုင် miss grand ပဲပြိုင်ရှင်အဲ့အကြောင်းတိတ်တော့မသိစသဖြင့်သူတို့တွေဒါနိုင်ငံကနေပြီးကိုစားပြတဲ့နိုင်ငံဂုံဆောင် miss တွေဖြစ်တယ်ဆိုရင်အဲ့ဒီ miss ရဲ့အနှစ်သာရကိုတင်ရမှာပေါ့နိုင်ငံဂုံဆောင်တဲ့ကိစ္စဘာတွေလုပ်သွားလဲသူ့အတွက်ကြောင့်မလို့ဒီ miss ကိုနိုင်ငံကနေပြီးကိုစားပြီးလိုက်တဲ့အတွက်ကြောင့်မို့လို့ဒီနိုင်ငံအတွက်ဘာတွေဖော်ပြလဲစသဖြင့်တကယ်အနှစ်သာရကိုမတင်မဲနဲ့miss ကဘဲသွားတယ်ဘာလုပ်တယ်စသဖြင့်ခန္ဓာကိုယ်ကောက်ကြောင်းဖို့ရှိစရရွယ်တင်တဲ့ခါကျတော့အဲ့ဒီ impact ဒီဘယ်မှာသွားထိလဲဆိုတော့များပါပြီအမျိုးသမီးငယ်လေးတွေပေါ့နော်ဒီလူငယ်အမျိုးသမီးတွေမှာသွားထိတယ်ကောင်မလေးဒီအရန်ဒီ appearance ဆိုမှအရန်ကိုဦးစားပေးလာကြတယ်ကိုရတဲ့ဝင်ငွေနဲ့ရတဲ့ဝင်ငွေနဲ့မမျှတဘူးပေါ့ဒီ appearance ပြန်ပြီးတော့သုံးတဲ့ budget ဒီရတဲ့ဝင်ငွေနဲ့မမျှတတဲ့ဟာတွေမှာသုံးလာကြတယ်ခွဲစိတ်လာကြတယ်ပြုပြင်လာကြတယ်ခွဲစိတ်ပြုပြင်တာကိုအမှားမပြောဘူးရတယ်ခွဲစိတ်ပြုပြင်တဲ့ကိုယ်ခန္ဓာကိုယ်ကိုကြိုက်တာလို့ရတယ်ဒါပေမဲ့ခုနပြောဆိုဒီမီဒီယာရဲ့ impact ကြောင့်မလို့အရှိကိုအရှိတိုင်းလက်မခံနိုင်ကြတော့ဘူးကွာတည်ရမလားဟိုဟာထက်ဒီဟာထုတ်နော်ဟိုဟာတွေလို့ဆိုစသဖြင့်အဲ့ဒီပုံမှာငွေကြေးအများကုန်ခံလာကြတယ်ဒါဒီခုနပြောတဲ့ social media ရဲ့အကျိုးသက်ရောက်မှုပေါ့